ငါမနေ့ကပဲငါလက်သမားဆရာခေါ်ပြီးတော့မှငါဘူးပင်ပေါ့နော်ဘူးပင်စိုက်ခြင်းလို့ပြီးခဲ့တဲ့နေ့ကစိုက်တယ်ဘူးပင်ကသေးတယ်ဟာသေးတဲ့ခါကျတော့နည်းနည်းထက်တိုးတာပေါ့ထက်ချက်လိုက်တာဒီဘက်ချမ်းကိုထက်ချက်လိုက်တာဒီကတော့ငါတို့ဥစ္စာပေါ့ပင်စိမ်းပေါ့ပင်စိမ်းကတော့စိုက်တာရေတော့မလောင်းဖြစ်သေးပါဘူးဒါကတော့ငါတို့ဥစ္စာဂျူးမြစ်တွေကငါအများကြီးစိုက်ထားတယ်ဘူးတီးတီးဟာနဲ့နဲတာမဟုတ်ဘူးတီးရပြီးခဲ့တဲ့နှစ်ကတော့မှငါဘူးတီးရအခုဆို9000ရှိပြီနော်အဲ့ဒါငါမခုပြစ်တဲ့ဟာမခုပြစ်ဘူးတီးရအကြံခဲ့တာပြီးတော့ငါတို့ကညွတ်ပင်က तू ကစိုက်ဆံမလို့တော့အရင်ကငါစိုက်ထားတယ်သူ့မောင်ထပေါက်နေတာပြီးတော့ငါကဒီမှာလည်းဂျူးမြစ်တွေပေါ့ဒါကတော့ဂျူးမြစ်တကန်းပေါ့နော်ဂျူးမြစ်စိုက်တယ်ပြီးတော့ဒါတော့ပန်းသီးကတော့အေးသီးတော့သီးနေပြီဆိုတာဒီလိုလေးဖြစ်နေပြီဆိုတော့ဒါသီးမှာပဲဒါသီးမှာဂျူးမြစ်ရဲ့ဘေးနားမှာကတော့မြင်းခွာရဲရှိတယ်ဟာမြင်းခွာရဲကဒီလိုတိလေးလည်းရှိတယ်အကြီးတွေရှိတယ်ဒါပေမဲ့ဒီကောင်တွေကကြီးမှာပေါ့နော်နောက်ပြီးတော့ဟာဒီမှာရေဘူးပူစီနံတော့တကယ်ကြီးမင်းစားလို့မကုန်မစားနိုင်သူကသိလဲမသိဘူးဘယ်လောက်ပဲနှင်းကြသူကတော့နောက်နေ့ကျလုံးဝပြန်ပေါက်တာ I know ဒါတော့ Daddy, look, it's also in here. I know ဒါတော့ဒီ Whoa. ပန်းဘယ်လိုရွက်လာပန်းမဟုတ်ရွက်လာပန်းနေသူကပွင့်တာရွက်လာပန်းသားရေလောင်းစရာကိုလုံးဝမလိုဘူးသူကအော်တိုပွင့်နေတာလေငါတော့ညနေအလုပ်ကပြန်လာပြီဆိုရင်တော့ဒီမှာပဲထိုင်တယ်ဒီလေးကိုငါဒီမှာပဲထိုင်ပြီးတော့ငါမှရုပ်ရှင်ကြည့် Funny. Yeah and it don't ရေကူးကတော့ဟာငါတို့နောက်မှဖွင့်မယ်လောတဲ့အေးတက်ကရှိနေသေးတော့ဖွင့်လဲကလေးတွေကမကူးနိုင်ငါနောက်မှနေဥစ္စာဘာလဲဒီဘူးပင်စိုက်ပြီးမှပဲဘူးတီအနေထားတွေငါပြမှာ